ကောင်းကင်ဘောကဂျက်တာယာတွေအားလုံးထဲမှာတခြားဖယ်ကျဲစုနဲ့မှမတူဘဲနဲ့ကွဲထွက်နေတဲ့ရာသီကွင်းတစ်ခုရှိပါတယ်။သူကတရဝါလည်းမဟုတ်သူရဲကောင်းလည်းမဟုတ်ဘဲနဲ့ကောင်းကင်ဘောမှာပြန်ဝဲနေတဲ့ချိန်ခွင်တစ်စုံသားဖြစ်ပါတယ်။သူကရာသီကွင်းတစ်ခုလုံးမှာအသက်မဲ့တဲ့ပစ္စည်းနဲ့တကေတာဖော်ပြခြင်းခံရတဲ့တခုတည်းသောဂျက်တာယာစုဖြစ်ပြီးရောအဲဒီကျဲစုဟာဟန်ချက်ညီမှုတရားမျှတမှုနဲ့စစ်ကြောရဲ့တဟဆာတာဖြစ်မှုတို့ကိုကိုစားပြုနေတဲ့ Library ရာသီကွင်းတူရာသီပဲဖြစ်ပါတယ်။ Library ရဲ့ပုံပြင်ကနှစ်ဖျားတွေကြီးစိုးခဲ့တဲ့အချိန်ကပဲစတင်ခဲ့ပါတယ်။အဲ့ဒီခေတ်ကတရားမျှတမှုဆိုတာကလူသားတွေရဲ့စိတ်ကူးတသက်မဟုတ်ဘဲနဲ့မျှတမှုဥပဒေနဲ့အမှန်တရားကိုကိုစားပြုတဲ့တိုက်တန်နဲ့သမီးအသီးမစ်ရဲ့မြင့်မြတ်တဲ့စွမ်းအားတစ်ခုလည်းဖြစ်ပါတယ်။သူမကလူတွေရဲ့နှလုံးသားဘရင်တွေရဲ့လှုပ်ရှားတွေနဲ့နှစ်ဖျားရရဲ့ရှိရွယ်ချက်တွေကိုတော့ချိန်တွယ်နိုင်စွမ်းရှိတဲ့ချွေချိန်ခွင်ကြီးကိုကိုင်ဆောင်ထားတဲ့သူတွေဖြစ်ပါတယ်။လူသားတွေကရုန်းကန်နေရတဲ့အချိန် Empire တွေကထုံးကားနေတဲ့အချိန်မှန်ကန်စဉ်မှားယွင်းခြင်းစတဲ့မိခွန်းများစွာနဲ့ကမ္ဘာကြီးကတောင်လှုပ်နေတဲ့အချိန်တိုင်းမှာဒီမစ်ကသူ့ရဲ့ချိန်ခွင်ကြီးကိုကိုင်ပြီးတော့ဟန်ချက်ညီမှုကိုအမြဲထိန်းထားခဲ့တဲ့သူလည်းဖြစ်ပါတယ်။တနာရီထဲမှာတော့ဒီမစ်ကစုစံမင်းကြီးကြံပေးဖြစ်မှုထမ်းခဲ့ပါတယ်တဲ့။သူကစုရဲ့ဆုံးဖြတ်ချက်တွေကိုအမြဲလမ်းညွှန်နေရပြီးတော့ဒေါသတစ်ခုတည်းနဲ့တရားစီရင်မှုမပြုဖို့အတွက်အမြဲတစေသတိပေးနေရတဲ့သူလည်းဖြစ်ပါတယ်။အဲ့လိုနဲ့ဒီမစ်ကဗျံပရာရီနဲ့ပြည့်နှက်နေတဲ့ကဘာကြီးကိုစီကံတကြအုပ်စိုးဖို့အတွက်တောင်းဝင်ယူခဲ့ရပါတယ်။ဒါပေမဲ့ဒီမစ်ကလိုက်ဘရာနဲ့ဆက်နွယ်နေတဲ့တိုးရဲသောနတ်ဖျားမှာတော့မဟုတ်ပါဘူး။သူမရဲ့တနည်းဖြစ်တဲ့ကျဲစင်တို့ရဲ့မိမပြိုလေးလို့ထိပယ်ရတဲ့နတ်ဖျားမှာအစတီယာကလည်းစင်ကြယ်မှုနဲ့တရားမျှတမှုတို့ကိုကိုစားပြုခဲ့ပါတယ်။အက်စတီယာကကဘာကြီးကငြိမ်းချမ်းပြီးတော့လူသားတွေကတဟောက်ဆောင်သားဖြစ်စွာနေထိုင်ခဲ့ကြတဲ့ရွှေခေတ်ကာလမှာလူသားတွေကြားထဲမှာလှည့်လည်သွားလာနေခဲ့တဲ့နောက်ဆုံးသောနှစ်ဖျားတစ်ပါးလည်းဖြစ်ပါတယ်။သူမကလူတွေကိုချစ်ခင်ခဲ့ပြီးတော့သူတို့ရဲ့ကောင်းမြတ်မှုနဲ့အလားအလာကိုလည်းယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့ရွှေခေတ်ကနေငွေခေတ်ကနေကြေးခေတ်ဆိုပြီးမိမ့်မိန်သွားတဲ့အချိန်မှာတော့လူသားတွေရဲ့စိတ်နှလုံးတွေကပြောင်းလဲလာခဲ့ပါတယ်။ရေရောမှုတွေကလောဘတွေဖြစ်လာတယ်။ငြိမ်းချမ်းရေးတွေကစစ်ပွဲတွေနဲ့အစားထိုးလာပြီးတော့တနာကျင်နာမှုတွေကနေရက်စက်မှုတွေဝင်ရောက်လာခဲ့ပါတယ်။အဲဒါကြောင့်တခြားနှစ်ဖျားတွေအားလုံးကကဘာမျိုးကိုဆုံးခွာသွားပြီးမဲ့အက်စတီယာကတော့လူသားတွေကိုဆုံးခွာဖို့ညှဉ်းဆန်ပြီးတော့အကြဆုံးနေရခဲ့ပါတယ်။ဒါပေမဲ့ကဘာကြီးကအကြမ်းဖက်မှုတွေနဲ့ပိုပြီးမှောင်မိုက်လာတဲ့အခါမှာတော့နောက်ဆုံးရက်ဆက်ကြမ်းကြုတ်တဲ့တန်ခစ်ကိုရောက်လာခဲ့ပါတယ်။အဲ့ခါမှာတော့အစတီယာကဆက်လက်တောင်းပန်ခံနိုင်တော့ပဲနဲ့ရှင်ကွင်းနာကြပြီးတော့ကောင်းကင်ရန်သို့တက်သွားပြီးဖာကိုဆိုတဲ့ကြေတရားစုလေးဖြစ်လာခဲ့ပါတယ်။ဒါအပြင်လူသားတွေအတွက်တရားစီရင်ရမှာအသုံးပြုခဲ့တဲ့သူမရဲ့ချိန်ဝင်ကိုတော့သူမရဲ့ဘေးကလျက်မှာပဲ Library ကျဲစုအဖြစ်ထားရှိခဲ့တာပါတဲ့အချို့ရှေးဟောင်းရှင်ကြီးမှုတွေမှာတော့ဒီချိန်ဝင်တွေကကွယ်လွန်သူတို့ရဲ့ဝိညာဉ်တွေကိုချိန်တွေရမှာအသုံးပြုတယ်လို့ယုံကြည်ကြပါတယ်။အီဂျစ်တို့ရဲ့ယူရာတလေးမှာလူတအုပ်တည်ဆုံးသွားတဲ့အခါမှာနတ်ဖျားတွေရဲ့ရှေ့မှောက်မှာတရားစီရင်ခြင်းကိုခံရပါတယ်။အဲ့ဒီခါတည်ဆုံးသွားတဲ့လူရဲ့နှလုံးသားကိုချိန်ခွင်ရဲ့တစ်ဖက်မှာထားပြီးတော့တခြားတစ်ဖက်မှာတော့တရားမျှတမှုရဲ့နတ်ဖျားမှာဖြစ်တဲ့မာအရဲ့ငှက်မွေးကိုထားရှိပြီးချိန်တွယ်ခြင်းကိုခံရပါတယ်။အဲ့ဒီခါလူဘဝမှာအဖြစ်တွေလုပ်ခဲ့တာကြောင့်နှလုံးသားကပိုလေးနေရင်ဒီဝိညာဉ်ကတေချာပေါက်ငရဲကြရမယ်ဖြစ်ပြီးတော့အကယ်၍ငမွေကပုတ်ပါနေတဲ့ခါမှာတော့ဒီလူဟာကောင်းမှုတွေလုပ်ခဲ့တဲ့အတွက်နောက်ဘဝကိုကူပြောင်းခွင့်ရရှိတယ်လို့ယုံကြည်ကြပါတယ်။ဒီယူဆကနောက်ခါဂရိနဲ့ရောမတင်ကေသားတွေနဲ့ပေါင်းစပ်သွားတဲ့အခါမှာလိုက်ဘရာဟာတရားမျှတမှုလူတွေရဲ့ရွေးချယ်မှုရဲ့အကျိုးဆက်အဖြစ်နှဆိုင်တဲ့အဓိပ္ပာယ်ကိုပေးခဲ့ပါတယ်။ရောမလူမျိုးတွေကတော့လိုက်ဘရာကသူတို့ရဲ့တရားမျှတမှုနဲ့ဖျားမှာဖြစ်တဲ့ Justitia ရဲ့ချိန်ခွင်ကိုကိုစားပြုတယ်လို့ယုံကြည်ကြပါတယ်။ Justitia ဆိုတာကတော့မျက်နှာမှာပဝါစီးပြီးတော့ချိန်ခွင်တစ်ဖက်ဓာတ်တစ်ဖက်ကိုကင်ဆောင်ထားတဲ့ Lady Justice ကိုခေါ်တာပဲဖြစ်ပါတယ်။သူမရဲ့ပုံရိပ်ကယနေ့ခေတ်ထိတိုင်အောင်ကမ္ဘာတစ်ဝန်းကတရားရုံးတွေမှာအသုံးပြုနေစေဖြစ်ပါတယ်။ရောမလူမျိုးတွေအတွက်ကတော့ Libra ဆိုတာကလူဖွဲ့စည်းဟာတရားမျှတမှုရှိရမယ်။ဥပဒေကဟန်ချက်ညီရမယ်ဆိုတဲ့စကြဝဠာရဲ့သတိပေးချက်ဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ဒါ့အပြင်ရှေးခေတ်ကရောမနက္ခတ်ဗေဒပညာရှင်တွေကနေနဲ့ညညီမျှတဲ့ဆောင်းဦးချိန်မှာနေကလိုက်ဘရာယာတီကွင်ထဲကိုဝင်ရောက်သွားတယ်ဆိုတာကိုသတိပြုမိခဲ့ကြပါတယ်။
ဒါကြောင့်လည်းဒီတဘာဝဖြစ်ရက Libra ဟာတဟဆာတာဖြစ်မှုတန်းတူညီမျှမှုနဲ့စန့်ကျင်ဘက်တွေကြားထဲမှာရှိတဲ့အလဲဗဟိုကိုကိုစားပြုတဲ့ဆိုတဲ့ယုံကြည်ချက်ကိုပုံမှုခိုင်မာစေခဲ့ပါတယ်။မဆိုပိုတေးမီးယားဌာနကြီးမှာတော့ရှေးခေတ်ဘီဘီလုံလူမျိုးတွေက Libra ဆိုတာဟာ Scorpio ကျဲစုကအေယာမကီမီကောက်ကြီးရဲ့ခြေသေးတွေအဖြစ်မြင်ခဲ့ကြပါတယ်။ဒါပေမဲ့အခက်ခဲကသူတို့ရဲ့ဥပဒေရေးရာဆုံးဖြတ်ချက်တွေမှာဒီ Libra ရဲ့သင်္ကေတဟာတရားမျှတမှုနဲ့ဥပဒေတို့ကိုဆက်နွယ်ပြီးအသုံးပြုခြင်းကိုခံခဲ့ရပါတယ်။အလို့နဲ့ရာစုနှစ်များစွာကြာပြီးရဲ့နောက်မှာတော့ Greek လူမျိုးတွေကရှင်နေခေတ် Libra ရဲ့တဏ္ဍာရီနဲ့အတည်ပြုခဲ့ပါတယ်။ဒါကြောင့် Greek ရောမနဲ့ဘီဘီလုံကရည်ကြီးမှုတွေအားလုံးက Libra ရဲ့တဏ္ဍာရီတစ်ခုတည်းသို့တစုတစည်းရဲ့ဝင်ရောက်သွားခဲ့ပါတယ်။ Libra တွေကဆက်ဆံရေးတန်တမန်ရေးနဲ့အတွင်းစိတ်တည်ငြိမ်အေးချမ်းမှုရဲ့စကြဝဠာတည်ကြလည်းဖြစ်လာခဲ့ပါတယ်။အခြားရာသီခွင်တွေကကောင်းကင်တစ်လျှောက်လုံးသူတို့ဟာအချင်းချင်းလိုက်ဖမ်းနေကြတာထွက်ပြေးနေရတွေလုပ်နေတဲ့အချိန်မှာတော့ Libra ကတိတ်ဆိတ်ဆိတ်အေးချမ်းနဲ့ပဲတည်ရှိနေပါတယ်။ဒါကြောင့်ဒီရာသီခွင်အောက်မှာမွေးဖွားခဲ့တဲ့သူတွေကတရားမျှတမှုကိုချစ်မြတ်နိုးပြီးတော့ငြိမ်းချမ်းရေးကိုလိုလားခြင်းစင်ကြင်တရားနဲ့ဆုံးဖြတ်ခြင်းနဲ့ဗယံပဒါတွေဖြစ်နေတဲ့ကြားထဲမှာဟန်ချက်ညီညီဆုံးဖြတ်နိုင်တဲ့အစွမ်းတွေကိုပိုင်ဆိုင်နာကြပါတယ်တဲ့။သူတို့တွေကနတ်ဖျားမတွေရဲ့ချိန်ဝင်နေတဘာဝတရားကြီးရဲ့တဟဆာတာဖြစ်မှုနဲ့ရှေးဟောင်းကဘာများရဲ့တရားစီရင်မှုတို့ကိုအမွေဆက်ခံတဲ့သူတွေဖြစ်ကြပါတယ်တဲ့။ဒါဆိုရင်ဒီနေ့အတွက်ဇာတ်လမ်းလေးကဒီလောက်ပါပဲ။ခုလိုမျိုးဒဏ္ဍာရီနဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုကြိုက်နေတဲ့ဆိုရင်တော့ကျမရဲ့ channel ကို like and subscribe နဲ့အားပေးသွားခဲ့ကြပါဦးနော်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။